အခုလူသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခအားလုံးဟာဂရိသစ္စာမတည်လို့ဘလောက်အထိတောင်ဆိုးသွားလဲဆိုရင်မဟာပထဝီမြေကြီးမှာထာဝရရှိနေတဲ့မြေစီဩဇာတွေတောင်ဆုပ်ယုပ်သွားပြီဖေဟာလူသားတွေရဲ့ဂရိသစ္စာမတည်မှုဟာအချင်းချင်းမှာဂရိသစ္စာမတည်တာတဲ့ဗုဒ္ဓဘာသာရဲ့အုတ်ဆောင်တော်ကြီးဖြစ်တဲ့ဖယားစကားတောင်မတည်ကြတော့ဘူးတဲ့ဂယုမဆိုင်ကြတော့ဘူးအာမဘန်းတွေပါဖယားဆိုပြီးတော့လှုပ်ကျင်တိုင်းလှုပ်ကြတယ်တဲ့သဘောပေါက်လားအဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိပါဖယားဓမ္မံတရဏံကိစ္ဆာမိပါဖယားသံဃံတရဏံကိစ္ဆာမိပါဖယားဆိုရင်တစ်ခေါက်သဘောပေါက်လားအဲ့ဒီသုံးချောင်းရဖို့အတွက်သားတို့သမီးတို့ပတ်စံဘလောက်ကုန်အောင်ကြက်ရမှာအဲ့ဒါရွတ်ဖို့အတွက်ဘေးထဲရွတ်ရမလားအေးဘေးထဲပြီးဆဲရတာကြတော့အကုန်ခံပြီးဆဲကြတာအကုသိုလ်တက်မှကြတော့ပတ်စံအကုန်ခံတယ်တပြားမှမကုန်ပဲနဲ့အလကားအကြီးမားဆုံးသောအကျိုးတွေကိုရမှာသူများနဲ့မတူသောအောင်မြင်မှုတွေရမယ်တရဏဂုံကြတော့ဘသူတရိယာလဲဒါကြောင့်မလို့လူသားတွေအားလုံးဟာပျက်စီးချိန်တန်းလာပါပြီဘုရားတဲ့တရားမင်းကသဘောပေါက်လားအဲ့ဒီလိုပျက်စီးချိန်တန်းလာလို့တရဏဂုံလဲကွယ်ပြောက်လာတယ်လို့တရဏဂုံမရှိတဲ့အခါကိုချင်းစာတရားတွေလည်းမထားနိုင်ကြတော့ဘူးကိုချင်းစာစိတ်တွေလည်းမရှိလဲမရှိရောတီးခံခြင်းဆိုတာခံတဲ့မှခံမဲ့ပြစ်လာပြီဟင်